တော်ပြီ ဥမောင်ပြခါတာလေးနေနော် အေးလို့သမီးတို့ဟုတ်ပြီ ဒီနေ့ကခါချူ ပတ်တယ်အများကြီးရပြီတဲ့ ခါနောက်တော့ခါတာလေးနေနော် ဟုတ်ကဲ့ ခါတာလေးနော်ပေါင်မနေနဲ့နော်ဟာခါချူတဲ့လူကလည်းပြောခွေးနေတယ်နော် ရပြီရပြီ ဝိညာတယ် ဟုတ်ပြီ နောက်ကတော့ဘာလို့တော့ခါချိုးရတယ် ဝိညာတယ် အမလေးအဲ့လိုလေးသွားလို့နေငင်းငင်းတော့ ကျုံလာမလို့ ဟုတ်ကြတော့ အဲ့ဒါလာမလို့ဒါအမလေး ဩဟေးကြည့်ကြပါဟဲ့ ဟုတ်လား ဒီလာပါရ ဟုတ်ကတော့ဗာဖြစ်တာ ဘိုးဘွားရိတ်တာအဖိုးဘွားတွေမြပြူကမလာအောင်မရတယ် ဝိညာ သူတို့ ဝိညာ ရောင်းနေသမီးလေးရဲ့ ဝိညာအဲ့လိုဝိညာနဲ့ အမေကဘယ်လိုလုပ်ပေးနေအောင်လဲရှိ ဘိုးဘွားရိတ်တာအဖိုးဘွားတွေမြနှိပ်ပြရမလားမယ်သူတို့နှစ်ယောက်ကသူတို့တော့နဲ့ကို ဘာဖြစ်တာလို့ လာဟိဟိရောက်ကဝိတ်များနေတယ် ဟာကြည့်ကြပါဦးဗျာ ခေါ်တော့ဘူးအလေ ဟာကြည့်ကြပါဦးဗျာ